အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့ဆိုတာဘယ်ကနေစတင်ရမယ်လို့ထင်ပါတယ်လဲတခါတလေမှာအောင်မြင်မှုဆိုတာသေးငယ်တဲ့ခြေလမ်းလေးတစ်ခုကနေပဲအစပြုတတ်တာပါမိတ်ဆွေတို့ဒီနေ့သိထားရမယ့်အချက်ကတမိုင်းမှာအင်အားအကြီးဆုံးလို့ဆိုနိုင်တဲ့အစ္စလမ်အင်ပါယာကြီးတစ်ခုဟာအစကတော့အသေးအဖွဲလေးကနေပဲစတင်ခဲ့တယ်ဆိုတာပါပဲဒီအင်ပါယာကဘလို့နီးနဲ့ကဘာကြီးကိုတုံ့လှုပ်စေခဲ့တယ်လဲဆိုတာကိုသိရင်မိတ်ဆွေတို့အံ့ဩသွားကြပါလိမ့်မယ်14ရာစုကာလအစ္စလမ်ကဘာရဲ့အချက်ချာဒေသတွေမှာအင်အားကြီးနိုင်ငံတွေအပြိုင်ဆိုင်ကြိုးပမ်းနေကြပါတယ်။အီဂျစ်ကမမ်လုတ်တွေပါရှားကအီလ်ခါနိတ်တွေနဲ့အန်နာတိုလီယာကတက်နိုင်ငံလေးတွေအချင်းချင်းအားပြိုင်နေကြတာပါ။ဒါပေမဲ့ဒီနိုင်ငံလေးတွေထဲကတစ်ခုဟာနောက်တစ်ချိန်မှာအကြီးကျယ်ဆုံးအင်ပါယာဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။အဲ့ဒီချိန်မှာလူတွေတတိမထားမိတဲ့နေရာလေးတစ်ခုမှာအင်အားသစ်တွေစတင်စုစည်းနေခဲ့ပါတယ်။1300ပြည့်နှစ်တွေမှာမဟာအင်ပါယာတစ်ကြီးရဲ့အလင်းရောင်စတင်ထွက်ပေါ်လာပါတယ်။အာနာတိုလီယာအနောက်မြောက်ပိုင်းကသီးငယ်တဲ့တက်နိုင်ငံလေးကိုအော့စမန်1ကစတင်အုပ်ချုပ်ခဲ့ပါတယ်။သူ့ရဲ့စက္ကန့်သူတွေဟာပြောင်မြောက်တဲ့တိုက်ပွဲတွေကတဆင့်အခုခေတ်တူရကီနိုင်ငံတည်ရှိရာနေရာမှာအော်တိုမန်အင်ပါယာကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ရည်မှန်းချက်ကအာရှမှာတင်ရပ်တန့်မနေခဲ့ပါဘူး။အော်တိုမန်တွေဟာနယ်မြေချဲ့ထွေမှုကိုရက်မနာပဲဘော်လကန်ဒေသတွေစီဆက်လက်ချီတက်ခဲ့ကြပါတယ်။ဘူဂေးရီးယား၊ဆာဘီးယားနဲ့ဘော့စနီးယားနိုင်ငံတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်အောင်မြင်ခဲ့တာပါ။ဒီလိုနဲ့သူတို့ရဲ့အင်အားကဥရောပအထိပါချင်းချုပ်လာနိုင်တဲ့အဆင့်ကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့အောင်မြင်မှုနောက်ကွယ်မှာစစ်ရေးထက်ပိုမိုနှက်ရှိုင်းတဲ့နီးဗျူဟာတွေရှိနေခဲ့ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကသိမ်းပိုက်ခံရတဲ့ဒေသကဒေသခံတွေဟာအစ္စလမ်ဘာသာကိုကူးပြောင်းလာကြတာပါပဲ။ဒါဟာဖိအားပေးလို့မဟုတ်ပဲစီးပွားရေးဆိုင်ရာအကျိုးခံစားခွင့်တွေနဲ့ဥပဒေကြောင်းအရအခွင့်အရေးတွေကြောင့်ဖြစ်ပါတယ်။အထူးသဖြင့်အော့တိုမန်အစိုးရအဖွဲ့မှာယာဒူးနေရာတွေရရှိနိုင်တာကလူအများအတွက်ကြီးမားတဲ့ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့အင်ပါယာဟာလူသားအရင်းမြစ်တွေနဲ့ပုံမတောင့်တင်းလာခဲ့ပါတယ်။1453ခုနှစ်မှာတော့သမိုင်းဝင်အလှည့်အပြောင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ဆူတန်မဟမတ်2ကကွန်စတန်တီနိုပယ်မြို့ကြီးကိုအောင်မြင်စွာသုံးပိုက်နိုင်ခဲ့တာပါ။အရှိရောမအင်ပါယာရဲ့နှလုံးသားဖြစ်တဲ့အပြင်ပေါ်တိုဒေါ့စ်ခရီးယန်ဘာသာရဲ့အချက်အခြာဖြစ်တဲ့ဒီမြို့ကြီးဟာအော်တိုမန်တို့ရဲ့အစ္စလမ်မြို့တော်တစ်ဖြစ်လာခဲ့ပါတယ်။ဒါဟာသမိုင်းစာမျက်နှာတစ်ကိုဖွင့်လှစ်လိုက်တာပဲဖြစ်ပါတယ်။သေးငယ်တဲ့အခြေအနေကနေကဘာကိုလွှမ်းမိုးနိုင်တဲ့အထိဖြစ်လာတာဟာခိုင်မာတဲ့မျှော်မှန်းချက်နဲ့စနစ်တကျတိဆောက်မှုကြောင့်ပါပဲ။အောင်မြင်မှုဆိုတာချက်ချင်းကြီးဖြစ်ပေါ်လာတာမဟုတ်ပဲအခွင့်အလမ်းတွေကိုမှန်မှန်ကန်ကန်အသုံးချတတ်ဖို့လိုအပ်ပါတယ်။မိတ်ဆွေတို့လည်းကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဒီလိုပဲဇွဲရှိရှိတိဆောက်သွားဖို့အရေးကြီးပါတယ်။အော်တိုမန်တို့ရဲ့သမိုင်းဟာသင်ခန်းစာယူစရာတွေအများကြီးရှိနေစေဖြစ်ပါတယ်